ကျွန်တော်ဒီဗီဒီယိုမှာတော့တစ်ကနေတန်းတစ်ထောင်ထိကိန်းဂဏန်းတွေကိုဘယ်လိုဖတ်ရရေးရမလဲဆိုတာလေးကိုမျှဝေပေးချင်ပါတယ်ဟုတ်ပြီအရင်ဆုံးတစ်ကနေ30အထိပြောပြမယ်ပါနော်တစ်ကနေ30ဒီမှာဆိုလို့ရှိရင်ဂဏန်းနဲ့လည်းပြထားတယ်နောက်တစ်ခါကျတော့ဒီစလုံးအနေနဲ့ word အနေနဲ့လည်းပြထားတာရှိပါတယ်ဒါဆိုလို့ရှိရင်တစ်ကနေ30ကိုအရင်ဆုံးကြည့်အောင်တစ်ကို1နှစ်ကိုဆိုရင်2 3ကို3လေးကိုတော့4 ငါးကို5 6ကို6ခုနှစ်ကို7 ရှစ်ကို8ကိုကို9 10ကို10နော်ဒါလေးကတစ်ကနေ30အထိကတော်မှမရပါတယ်လွယ်ပါတယ်ဒါပေမဲ့မရသေးတဲ့သူရှိရင်လည်းပဲတိအခုမှစပြီးလေ့လာမယ်ဆိုလို့ရှိရင်လည်းသိရအောင်ပါနော်ဒါဆိုရင်တစ်ကနေ30အထိပြန်ပြောပြပါမယ်1 2 3 4 5 6 7 8 9 10ဟုတ်ပါပြီဒါဆိုတစ်ကနေ30အထိရမယ်ပေါ့နော်ဒါဆိုရင်17ကနေ20အထိကြည့်အောင်ပါ11 17ကို11 12ကို12 13ကို13 14ကို14 15ကို15 16ကို16 19ကို17 18ကို18 19ကို19 20ကို20ဟုတ်ပါပြီဒါဆိုရင်17ကနေ20အထိပြန်ပြမယ်ပေါ့နော်11 12 13 14 15 16 17 18 19 20ဟုတ်ပါပြီဒါမှဆိုလို့ရှိရင်ဒီ17နဲ့12ကလွဲလို့ပေါ့နော်ပြီး20မပါပေါ့17 12ရ20မပါကျန်တာတွေက TEEN နဲ့ဆုံးပါတယ် teen ပေါ့နော် teen TEN teen ဆိုတဲ့အတန်နဲ့ဆုံးပါတယ်အဲ့ဒါလေးကိုတည်တည်ချာချာ view size စီချင်ပါတယ်ဘာဖြစ်လို့လဲဆိုရင်နောက်ကဒီ10ခန်းနဲ့ဖြစ်တဲ့30 40 50 60ဆိုဒါဆိုတော့ TY နဲ့ဆုံးတဲ့စလုံးတွေဖြစ်တယ်စလုံးပေါင်းလည်းပဲမတူသလိုအတန်ထွက်လည်းမတူပါဘူးဟုတ်ပါပြီဒါဆိုလို့ရှိရင်20ဒီ ရမှာပေါ့နော်20ထိရပါမယ်ဒါဆိုလို့ရှိရင်နောက်ပိုင်းဒီ20နောက်ပိုင်းကတော့လွယ်သွားပြီပေါ့နော်ဟုတ်ပြီ20ပြီးသွားတဲ့ခါမှာဒီ21 22ကိုမပြောခင်မှာကျွန်တော်တို့ဒီ10ခန်းတွေကိုအရင်ပြောမယ်ပေါ့နော်10ခန်းတွေအကုန်လုံးကဒီမှာဆိုလို့ရှိရင် TY အနေနဲ့ဆုံးတယ်ပေါ့နော် TY နေဒီ20ကနေ90အထိ10ခန်းအတိပေါ့နော်ကင်းပြည့်တွေဆိုလို့ရှိရင်ဒီ TY အနေနဲ့ဆုံးတယ်အဲ့ဒါလေးကိုအရင်လေ့လာမယ်ပေါ့နော်ဒါဆိုလို့ရှိရင်20ဆိုရင်20 30ဆိုရင်30 40ဆိုရင်40 50ဆိုရင်50 60ဆိုရင်60 90ဆိုရင်70 80ဆိုရင်80 90ဆိုလို့ရှိရင်90ဟုတ်ပါပြီဒီလိုမျိုး10ပြေကိန်းတွေကိုတည်သွားပြီဆိုလို့ရှိရင်သူ့ရဲ့နောက်မှာ1 2 3 4 5 6 9 10 9ပေါင်းလိုက်တာနဲ့ဒီ20ကျော်30ကျော်အစရှိပြီပေါ့နော်69ထိရမှာဖြစ်ပါတယ်အဲ့တော့ထပ်ပြီးတော့ပြောချင်ပါတယ်ရှေ့မှာတော့17 12တုန်းကဆိုလို့ရှိရင်ဒီမှာနောက်ဆုံး sorry 73 14 15 16 19 19ထိပေါ့နော်အဲ့ဒါတွေက TEN နဲ့ဆုံးတယ်ဒါဆိုလို့ရှိရင်13နောက်မှာအတန်လေးကနည်းနည်းလေးဆွဲရော13ဒီ30တို့40တို့ကြတော့30 40ပေါ့နော်စလုံးပေါင်းကလည်း TY နဲ့ဆုံးတယ်အတန်းကလည်းနည်းနည်းပြတ်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်20ကနေ90ထိဒီ10ပြေကဏ္ဍတွေရပြီဆိုရင်သူ့နောက်မှာ1 2 3 4 5 6 9 10 9ပေါင်းလိုက်တာနဲ့အဲ့ဒီကဏ္ဍတွေကိုနောက်ဆက်တွဲ69ထိရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီမှာ20ကို
20လို့ပြောတယ်ဆိုလို့ရှိရင်21က21နော်အဲ့ကနောက်ကနေဒီမှာကြည့်လိုက်ပါ1 2 3 4 5 6 9 10 9အဲ့ဒါကြီးပေါင်းလိုက်တာနဲ့ဒီ20ကိုသိတာနဲ့နောက်ကဒီ1 2 3 4 5 6 9 10 9ပေါင်းလိုက်မယ်ဆိုရင်29ထိရမယ်ပေါ့နော်ဒါဆိုရင်21က21 22 23 24 25 26 27 28 29နော်ဒါဆိုလို့ရှိရင်29ထိရမှာဖြစ်ပါတယ်ဒီတိုင်းပဲ30က30လို့ပြောတယ်ဆိုလို့ရှိရင်နောက်မှာ1 2 3 4 5 6 9 10 9ပေါင်းလိုက်တာနဲ့31 32ထိရမယ်ပေါ့နော်ဟုတ်ပြီဒါ31ကနေစပြီးကြည့်အောင်31 32 33 34 35 36 37 38 39နော်ဒါဆိုလို့ရှိရင်39ထိရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဒီနောက်က1 2 3ဒီရဲ့ရှိမှာကြားထဲမှာတော့ hyphen လေးတွေပါတယ်ပေါ့နော်ဒီလိုအတုံးလေးတွေပေါ့နော် hyphen လေးတွေပါတယ်ရေးတဲ့အခါမှာအဲ့လိုမျိုးလေးတွေထည့်ရေးပေးဖို့လိုပါတယ်ဟုတ်ပြီဒါဆိုရင်39ထိရမယ်ဆိုရင်ခုနက40က40နော်ဒါဆိုရင်41က41 42ဆိုရင်42ဟုတ်ပြီနော်ဒါ9ထိဆက်သွားလိုက်ရင်ပဲ43 44 45 46 47 48 49နော်ဒါဆိုရင်49ထိရမယ်ဒါဆိုရင်50ကရှေ့မှာပြောခဲ့ပြီးသား50ဒါဆိုရင်59ထိဆိုရင်51 52 53 54 55 56 57 58 59ဒီလိုမျိုးဖြစ်မှာဖြစ်ပါတယ်ဒါဆိုရင်ဒီ60ကနေစပြီးတော့69ထိလိုက်ပြောကြည့်မယ်ပါနော်60ကို60ဆိုတော့61ကဒီတိုင်းပဲရှေ့မှာရေးရပုံစံတိုင်းရေးရမှာပါနော်61 62 63 64 65 66 67 68 69ဒါဆိုရင်69ထိရမှာဖြစ်ပါတယ်အဲ့တော့ဒီလိုဒီကဏ္ဍလေးတွေ1 2 3 4 5 6 9 10 9ကိုမသိသေးဘူးဆိုရင်တော့ဒါဗီဒီယိုအစမှာပြောထားတဲ့ဟာလေးကိုအရင်ကြည့်ဖို့လိုတယ်ပေါ့နော်စလုံးပေါင်းနဲ့အတန်ထွက်ကိုပြန်ပြီးကြည့်ဖို့လိုတယ်အဲ့ဒါရပြီးသွားရင်ဆိုရင်နောက်ပိုင်းကလွယ်သွားပါတယ်ဟုတ်ပြီဒါဆိုရင်69ပြီးတော့80ဆိုရင်90ကို70နော်ဒါကြောင့်မလို့81ကို71 92ကိုဆိုရင်72 73 74 75 76 77 78 79ဒါဆိုရင်89ထိရမယ်80ကို80လို့ပြောရနော်ဒါဆိုလို့ရှိရင်81က81 82 83 84 85 86 87 88 89ဒါဆိုရင်89ထိရမယ်ဒါဆိုရင်90က90ဒါဆိုရင်91က91 92 93 94 95 96 97 98 99ဟုတ်ပါပြီဒါဆိုရင်ဒီ20 30 40 50 60 80 90 90အစသဖြင့်ဒီ TY နဲ့စလုံးလေးတွေစုံတဲ့စလုံးလေးတွေတည်တာနဲ့ဒါ69ထိရမှာဖြစ်ပါတယ်ဒါဆိုရင်69ပြီเนาะဒီရာဂဏန်းစလာပြီပေါ့เนาะရာဂဏန်းဆိုလို့ရှိရင်100เนาะဒီမှာလည်းပဲရာဂဏန်းဆိုတော့100 200 300ဆိုရာကတော့အတူတူပဲရှေ့က1 2 3 4ပဲပြောင်းသွားတာဖြစ်တော့ကြောင်မလို့ဒီလိုရေးလို့ရပါတယ်100က1က1ဆိုတော့100ဆိုတော့100ဒါဆို200ဆိုရင်200ဒီနေရာမှာ TWO 2ရေးမယ်ပေါ့နော်ဒီမှာ300ဆိုရင် THRE 3ရေးမယ်အဲ့တော့ရှေ့မှာပြောထားသလိုပဲ1 2 3 4 5 6 9 9ရရင်ဒီမှာ900ထိကလွယ်လွယ်လေးဖြစ်သွားပြီ200 300ဆိုရင်300 400ဆိုရင်400 500ဆိုရင်500 600ဆိုရင်600 900ဆိုရင်700 800ဆိုရင်800 900ဆိုရင်နော်900
ဟုတ်ပြီဒါဆိုရင်930 20 30ဒီရောက်လို့ရေးရမယ်ဒါလည်းလွယ်ပါတယ်ဒီ900နဲ့ခုနကရှေ့မှာပြောခဲ့တဲ့စေကနန်းအနေနဲ့ပေါင်းပြီးတော့ပြောရုံဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒါဆိုရင်105ဆိုရင်100က100ဖြစ်ပြီးတော့9က5ဖြစ်တဲ့ကြောင့်မလို့105ဒီလိုမျိုးပြောလို့ရတယ်200က230ဆိုရင်200က200ဖြစ်တဲ့ကြောင့်မလို့200 10က10မလို့210ဒီလိုမျိုးပြောလို့ရတယ်အဲ့မှာ British English မှာဆိုလို့ရှိရင်တော့ဒီမှာ ANDN ပေါ့နော်ဒီတင်ဂီတာလေးနဲ့ဆိုလို့ရှိရင်ဒါအလွယ်လေးရေးထားပါတင်ဂီတာနဲ့ ANDN ဆိုတဲ့စကားလုံးလေးထည့်နောက်ဆုံးနေရာလေးမှာပေါ့နော်ကဏ္ဍလေးမှာ n လေးထည့်ပြောလို့ရတယ်ဒါဆိုလို့ရှိရင်လည်းအပေါ်မှာဆိုလို့ရှိရင်105ဆိုလဲ105လို့ရေးလို့ရလို့105ဆိုပြီးတော့ဒီနောက်ဆုံး100နဲ့5နဲ့ကြားထဲမှာ ANDN လေးထည့်ရေးလို့ရတယ်ဒါ British မှာဖတ်တာပေါ့နော်ဒါမှမဟုတ်အဲ့ဒီ n မထည့်လဲပို့ပြီးတော့ lower ရှင်းတယ်ပေါ့နော်ဒါဆိုရင်230ဆိုရင်210ဒီလိုမျိုးပြောလို့ရပါတယ်ဒါဆိုရင်340ခွန်ဆိုရင်300က300 40ခွန်က47ဆိုတော့347ဒီလိုမျိုးဖတ်လို့ရတယ်အဲ့တော့ရှေ့မှာတစ်စင်ချင်းရထားပြီဆိုရင်ဒီဟာလေးကဖတ်လွယ်သွားရပါတော့ဒါဆိုရင်400က400 91က91ဆိုတော့491ဒီလိုဖတ်လို့ရလို့491ဆိုပြီးတော့ဒီလိုမျိုးလည်းဖတ်လို့ရပါတယ်နောက်တစ်ခါ984ဆိုတော့547ဒီလိုမျိုးဖတ်လို့ရပါတယ်ဒါဆိုလို့ရှိရင်ဒီတိုင်းပဲဆက်ဖတ်သွားမယ်ဆိုလို့ရှိရင်ဒါ999ထိပါเนาะရာကဏ္ဍ3ကဏ္ဍ3လုံးနဲ့ဟာတွေရမှာဖြစ်ပါတယ်ကဲဒါဆိုရင်စကြည့်အောင်ဒါဆိုရင်600က600 6ကတော့36ဆိုတော့6ပဲပေါ့เนาะ10ကဏ္ဍနေရာမှာဖြစ်36ဆိုတော့6ပဲဒါဆိုရင်606ဒါဆိုရင်711 848 992 999အဲ့တော့ဒီပုံစံမျိုးပဲဖတ်သွားလို့ရှိရင်ရပါတယ်เนาะဒါဆိုရင်ရှေ့မှာလိုပဲတစ်စင်ချင်းလေ့လာလိုက်ရှင်ဒီမှာ990အထိဖတ်တတ်မှာဖြစ်ပါတယ်ဒါဆိုရင်999ပြီးတော့1000ပေါ့နော်1000ကနေ1000အထိကိုလည်းဒီတိုင်းပဲ1000ကဏ္ဍနေဆိုလို့ရှိရင်ဒီနောက်ကဒီကဏ္ဍ3လုံးနဲ့ပါပြီဆိုလို့ရှိရင်ဒါ1000ပေါ့နော်1000သွားလို့ရတယ်ဒါဆိုလို့ရှိရင်1000ဆိုရင်303လုံးနဲ့ဆိုရင်ပေါ့နော်1000ဖြစ်သွားတာပေါ့စုစုပေါင်းကဏ္ဍကတော့4လုံးပေါ့နော်1000ဆိုတော့1000 2000ဆိုရင်2000 3000ဆိုsorry 1000ဆိုရင်1000 2000ဆိုရင်2000 3000ဆိုရင်3000 4000ဆိုရင်4000 5000ဆိုရင်5000 6000ဆိုရင်6000 9000ဆိုတော့7000 8000ဆိုတော့8000 9000ဆိုရင်9000 1000ဆိုတော့10000နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ရှေ့မှာတော့ကဏ္ဍ999အထိကဒီတိုင်းပဲ100နဲ့ဖတ်သွားတယ်ဒါဆိုရင်ကဏ္ဍ4လုံးမြောက်ကောင်နော်1000ကနေစပြီးကဏ္ဍ4လုံးလောက်ဆိုရင်အဲ့ဒီမှာကျွန်တော်တို့ကဒီရေးတဲ့အခါမှာဘာလေးနဲ့ရေးလဲဆိုရင်3လုံးတစ်ဖြတ်စီနဲ့ကွန်မာလေးရေးတယ်ပေါ့နော်3လုံးတစ်ဖြတ်စီနဲ့ကွန်မာလေးရေးတယ်နောက်ပိုင်းကဏ္ဍများတဲ့အခါမှာပို့ပြီးတော့မြင်လာပါလိမ့်မယ်ဟုတ်ပြီဒါဆိုရင်နောက်ဆုံးကဏ္ဍ3လုံးကတော့ဒီတိုင်းဖတ်လို့ရတယ်ဒီပထမဆုံး3လုံးပြည့်တော့ကွန်မာလေးပါတယ်အဲ့တော့ကွန်မာလေးရဲ့ရှေ့ကပေါ့နော်ဒုတိယကဏ္ဍ3လုံးအထိဆိုလို့ရှိရင်အဲ့ဒါ thousands လို့ဖတ်လို့ရပါတယ်ဟုတ်ပြီဒါဆိုရင်ဆက်ပြီးတော့ကြည့်အောင်ဒါဆိုရင်1100ဆိုရင်ရောဒါဆိုရင်ဒီရှေ့ကကဏ္ဍကဒီမှာဆိုနောက်ဆုံး3လုံးနေရာဒီတိုင်းဖတ်မယ်ပေါ့နော်ဒီရှေ့ကကော်မာရဲ့ရှေ့ကကဏ္ဍနေဆိုလို့ရှိရင်ဒါသူ့ရဲ့အတိုင်း1000လို့ဖတ်မယ်ဒါဆိုရင်11000 1100ပေါ့နော်ဒါဆိုရင်12000ဆိုရင်12000 1300ဆိုရင်13000 14000ဆိုရင်14000 15,000 16,000 17,000 18,000 19,000 2000ဆိုရင်နော်20,000နော်2000ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်တော့2000ထိရမယ်ဒါဆိုလို့ရှိရင်ဒီမှာရှင်းမှာပြောသလိုပဲဒီ1000နေရာကကွန်မာလေးရဲ့ရှေ့ကနေရာကျတော့ဒါ53ထက်ကြမလို့53,000အဲ့တော့နောက်ကကဏ္ဍရောက်ဒီရင်ဖတ်မယ်940 940ဆိုတော့940ဒါဆိုရင်53,940ဆိုရင်53,940
and လေးထပ်ပြောမယ်ဆိုရင် 53,940 ဒီလိုမျိုးလေးပြောလို့ရပါတယ်ဟုတ်ပြီဒါဆိုရင်2000နဲ့916ဒါဆိုရင်ဒီကောင်က1000နေရာမှာရှိတဲ့အတွက်ကြောင့်မလို့20,760နော်20,716နော်2000နဲ့916ဒါဆိုရင်ရောဒါဘာဖြစ်မလဲ88က1000နေရာမှာရှိတော့88,000 300က302ဒါဆိုရင်88,302ဒီလိုဖတ်လို့ရတယ်88,302ဒီလိုမျိုးဖတ်လို့ရပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်4,000နဲ့9အဲ့တော့ဒီမှာရှင်းပါတယ်ဒီ40ကကော်မာရဲ့ရှေ့ရဖြစ်တဲ့ကြောင့်မလို့1000လို့ဖတ်မယ်ဒါဆိုလို့ရှိရင်40,000ဒီနောက်မှာတော့3ခွန်ဆို9ပဲပေါ့နော်ဒါဆိုရင်7ဒါဆိုရင်4,000နဲ့ခွန်ကို40,007ဒီလိုမျိုးဖတ်လို့ရပါတယ်ဒါဆိုရင်9,999ရော99,999ဒီလိုမျိုးဖတ်လို့ရပါတယ်မပြောပါမယ်99,999ဒါဆိုရင်9,999ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်တသိန်းဆိုရင်ရောနော်100,000ဖြစ်သွားမှာပါနော်ဟုတ်ပြီဒါဆိုလို့ရှိရင်အဲ့တော့ဒီမှာကြည့်လိုက်မယ်ရှင်းမှာပြောခဲ့လို့ပဲဒီကနန်းနေများများရေးတဲ့ခါမှာကျွန်တော်တို့က3လုံးစီပေါ့နော်နောက်ကနေစရေးပေါ့နော်3လုံးစီကိုကော်မာတစ်ဖြတ်လေးနဲ့ဖြတ်မယ်အဲ့တော့ဒီပထမဆုံး3လုံးကတော့သူကနန်းတိုင်းမယ်ရာကနန်းဆိုရာကနန်း10ကနန်းဆို10ကနန်းရန်ဖတ်မယ်ဒီဒုတိယမြောက်3လုံးစီဆိုလို့ရှိရင်1000နဲ့ဖတ်မယ်ဒါဆိုရင်9,000သိန်းနဲ့9,430ဆိုရင်ဘယ်လိုဖတ်မလဲအဲ့တော့ဒီမှာ705,430ဒီလိုမျိုးဖတ်လို့ရတယ်ဒါဆိုရင်8,4,1,226ဆိုရင်ရော841,226ဒါဆိုရင်ရော900,205ဒါဆိုရင်801,354ဟုတ်ပါပြီနော်ဒီနည်းတိုင်းလေးပဲသူကသူအဖြတ်တောင်မှန်မှန်လေးနဲ့ဖတ်သွားပြီဆိုရင်ရပါပြီဒါဆိုရင်9,999,999ဆိုရင်ရော999,999အဲ့လိုလေးအဖြတ်လေးနဲ့ဖတ်သွားတာလွယ်တယ်ပေါ့နော်ဒါဆိုရင်ဒုတိယ3လုံးကို1000လို့ဖတ်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်သူ့ထက်ပိုသွားရင်ရောဒါဆိုလို့ရှိရင်သူ့ထက်ပိုသွားပြီဆိုလို့ရှိရင်တော့3လုံး6လုံး9လုံးဖြစ်သွားပြီဒါဆိုလို့ရှိရင်တော့ comma ဒီမှာဒီ6လုံးနေရာမှာ comma လေးတစ်ချက်ဖြတ်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်အဲ့တော့သိမ်းပြီးသွားလို့ရှိရင်တန်းဖြစ်သွားတာပေါ့နော်တန်းဆိုတော့အဲ့တော့တန်းကိုအင်္ဂလိပ်လို million လို့ပြောပါတယ် million နော်တန်းဆိုရင်အဲ့တော့ကနန်း9လုံးပါမယ်ဒါဆိုရင်တန်းကနေ10တန်းထိပြန်ကြည့်အောင်တန်းဆိုတော့1 million နှစ်တန်းဆိုတော့2 million 3တန်းဆိုရင်3 million 4တန်းဆိုရင်4 million 5 million 6 million 7 million 8 million 9 million and 10 million ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အဲ့တော့ရှေ့ရဟာလေးပြန်နှွှေးလို့ပြန်ကြည့်ရမယ်ဆိုရင်နောက်ဆုံး3လုံးကဒီတိုင်းဖတ်မယ်ဒုတိယ3လုံးက1000လို့ဖတ်မယ်တတိယ3လုံးအထိဆိုလို့ရှိရင် million လို့ဖတ်မယ်ပေါ့နော်အဲ့တော့10တန်းဒီတန်းတရာအထိကို million လို့ဖတ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာတော့ဒီတောင်းနေသိန်းနေနေရာတွေကကြတော့ဒီ3ညတွေပဲဆိုတော့ဒီတိုင်းအလွယ်ဖတ်လိုက်တာပေါ့နော်ဟုတ်ပြီဒါဆိုရင်ရောပြီးတော့ကြည့်ကြအောင်ဒါဆိုလို့ရှိရင်အဲ့တော့ရှင်းမပြောခဲ့လို့ပဲနောက်ဆုံး3လုံးကဒီတိုင်းဖတ်မယ်ဒုတိယ3လုံးကို1000လို့ဖတ်မယ်တတိယ3လုံးအထိကို million လို့ဖတ်မယ်ဒါဆိုရင်ဖတ်ကြည့်အောင်13,490,211 54 million အဲ့တော့1000နေရာမှာဒီမှာတော့3ည3လုံးဆိုတော့ဘာမှဖတ်ကြမလို့ဒီတိုင်းပဲ54 million 109ဒီလိုမျိုးဖတ်လို့ရတယ်အဲ့တော့3ညတွေဆိုရင်ဖတ်ကြမလို့ပဲကြော်ဝါလို့ရပါနော်ဒါဆိုလို့ရှိရင်150 million
290,186 ဒီလိုမျိုးဖတ်လို့ရတယ်ဒါဆိုရင်864 million အဲ့တော့ဒီမှာ3993ဆိုတော့ဒါ90ပဲပေါ့နော်90ဆိုတော့90,000ပြီးသွားရင်890နဲ့ဆိုတော့872ပြန်ဖတ်မယ်ဆိုရင်864 million 90,872ဒီလိုမျိုးဖတ်လို့ရပါတယ်ဟုတ်ပြီနော်ဒါကဒီမှာမြင်အောင်လို့ဒီမှာကဏ္ဍကွက်နဲ့ဒီဇယားကွက်လေးနဲ့ဆွဲထားပြပေးတာပါနော်အဲ့တော့ဒီမှာဒီရှိရကဏ္ဍနဲ့အတူတူပါပဲအဲ့တော့ပြန်လေ့ကျင့်ကြည့်ပါနော်13,490,211 54,109 157,290,186 864,090,872ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်အဲ့လိုအဲ့တိုင်းပဲသူနီးသူဟန်နဲ့အဖြတ်လေးတင်နဲ့ဖြတ်ပြီးဖတ်သွားမယ်ဆိုရင်လွယ်ပါတယ်ဒါဆိုရင်ကိုဒီမှာနော်ခဏဘယ်လောက်ဖြစ်သွားပြီလဲကိုလုံးဖြစ်သွားပြီခုစေရာထောင်တောင်းသိန်းတန်းဒါဆိုရင်10တန်းတန်းတရားပေါ့နော်အဲ့တော့ဒါဆိုရင်999တန်းအထိကိုမီလီယံနဲ့ဖတ်လို့ရတယ်999 million 999,999ဒါဆိုရင်999တန်း9,999,999ဖြစ်သွားပြီဒါဆိုရင်နောက်ထပ်သူ့ရဲ့တစ်လုံးတိုးမယ်ဆိုလို့ရှိရင်တော့နောက်ထပ်တတိယကောမာတစ်ခုဖြစ်သွားမယ်ဒါဆိုလို့ရှိရင်တော့တန်း1000ဖြစ်သွားပြီနော် billion 1 billion နော်1 billion ဆိုဟုတ်ပြီတကယ်လို့ဒီနေရာမှာတခြားကဏ္ဍတွေပေါ့နော်3ညတွေမဟုတ်ဘဲနဲ့တခြားကဏ္ဍတွေရှိမယ်ဆိုရင်ဒီတိုင်းပဲဒီ1နဲ့နောက်ထပ်သူ့ရှေ့မှာ2လုံးရှိမယ်ဆို3လုံးရှိသေးတယ်ပေါ့နော်အဲ့3လုံးအထိကို billion လို့ဖတ်လို့ရတယ်ပြောမယ်ဆိုရင်တော့999 billion အထိကိုဖတ်လို့ရတယ်ပေါ့နော် billion ဒီတတိယ3လုံးက million ဒုတိယ3လုံးက thousand နောက်ဆုံး3လုံးတော့ဒီတိုင်းဖတ်မှာဖြစ်ပါတယ်ဟုတ်ပါပြီဒါဆိုလို့ရှိရင်တော့ဒါကတော့ဒီတန်း1000အတိပဲဖြစ်တဲ့ကြောင့်မလို့1 billion ပါနော်တန်း2000ဆို2 billion 3 billion 4 billion ဒီလိုလာမှာပေါ့နော်ဟုတ်ပါပြီဒါဆိုရင်ဒီလိုကြည့်အောင်ဒါဆိုရင်တန်း1000ဆိုရင်1 billion 2000ဆို2 billion 3000ဆိုရင်3 billion 4 billion 5 billion 6 billion 7 billion 8 billion 9 billion 10 ပေါင်1000ဆိုတော့10 billion เนาะဒီလိုမျိုးထိသွားလို့ရပါတယ်ဟုတ်ပါပြီဒါကြောင့်မလို့အဓိကပထမဆုံးလေ့လာရမှာက1ကနေ10အထိရမယ်ပြီးတော့ရင်17ကနေ20အထိရမယ်ဆိုရင်ကျန်တဲ့အပိုင်းကလွယ်သွားပါပြီ10ကဏ္ဍတွေကို T1 နဲ့ဆုံးတဲ့ဟာတွေဖြစ်မယ်ပြီးတော့ရင်ရာခိုင်နှုန်းဆိုရင်100အဲ့တလုံးလေးမှတ်ရမယ်ပြီးရင်ထောင်ကဏ္ဍဆိုလို့ရှိရင်1000เนาะအဲ့1000ကဘယ်လောက်ထိရဆိုရင်ဒီ9သိန်းအထိကိုအဲ့လိုဖတ်လို့ရတယ်ပေါ့နော်9သိန်း 9,999 ထိကိုအဲ့နဲ့ဖတ်လို့ရတယ်ပြီးသွားလို့ရှိရင်တတန်းဆိုတော့1 million เนาะအဲ့ဒါလည်း999တန်း9သိန်း 9,999 ထိ million နဲ့သုံးလို့ရတယ်ပြီးတော့တန်း1000ဖြစ်ဆိုင်เนาะ billion ကနေစပြီးတော့သုံးလို့ရပါတယ်ဟောပြတော့အဓိကမှတ်မယ့်စကားလုံးတွေက100ရဲ့1000 million billion အဲ့စလုံးလေးလေးလုံးဒီချာမှတ်မိမယ်ဆိုလို့ရှိရင်ဒါဖတ်လို့လွယ်သွားပါပြီ